ဝင်းစစ်မှစောင်းနေဆိုတော့ဝင်းတမ်းမှခိုးပြမှုရဲ့စင်မြင့်ပေါ်သို့ကြွားရပေးပါခင်ဗျာဒီသင်းကိုဒီဆိုမဲ့သူများကတော့ဆီယမတော်ဆော်ရည်နဲ့ချိုးစင်နဲ့မြင့်မုံမိတာတို့လိုပဲဖြစ်ပါတယ်ခင်ဗျာဒီချင်းကိုတိကပ်ပေးမယ်ဘိုင်းတော်သားတွေကတော့တို့အကြောင်းရဲ့ဗီဒဒီပြဆရာကြီးဦးစီယာကစန္ဒယာတိကပ်ပါဖြစ်ပါတယ်တို့အကြောင်းရဲ့ဓမ္မမှုဗီဒဒီပြဆရာကြီးဆရာဦးဝင်းနိုင်ပါဆရာဦးဝင်းနိုင်ကတော့ပတလာတိကပ်ပါဖြစ်ပါတယ်ဓမ္မချွေရိုးရာ6လုံးပတ်ပုံကိုတိကပ်မှာတော့ဘရိတ်တမ်းမှာအကြောင်းသားလေးမောင်ညံတွန်းလေးဖြစ်ပါတယ်ခင်ဗျာToday